ဒီနေရာကတော့ကိုစီသူလာရှာတဲ့ off road ပြေးဖို့အတွက်လမ်းပေါ့နော်ကိုကိုခိုင်ဆောင်နေတယ်အားလုံးမင်္ဂလာပါဒီနေ့ကတော့ရိုက်ကူးရေးအတွက်ကို location သွားကြည့်တဲ့နေ့လေးပဲဖြစ်ပါတယ်။ဘာရိုက်ကူးရေးလဲဆိုလို့ရှိရင်ကိုစီသူရဲ့ရိုက်ကူးရေးပေါ့နော်။အဲ့မှာတော့ off road ကားတစ်စီးကိုလမ်းကျန်းမှာပေါ့နော်။မောင်းမယ်၊ရှယ်ပြင်းမယ်၊ဖြုတ်မယ်။အဲ့အတွက်ကို तू ကလမ်းရှာနေတာလမ်းပေါ်မှာတော်တော်ဆိုးလမ်းတွေလမ်းကျန်းတွေလမ်းလုံးဝမကောင်းစွာမျိုးရှာနေတာပါလမ်းတောက်လျှောက်မှာဆိုလို့ရှိရင်လည်းသူ့ရဲ့မိတ်ဆွေတွေကိုတယောက်ပြီးတယောက်ကိုပေါ့နော်ကိုစီကဖုန်းတွေဆက်တယ်မေးတယ်ဘယ်လိုနေရာတွေမှာများလမ်းကျန်းတွေရှိအောင်ပလဲဆိုတော့သူနဲ့တူ location လိုက်ရှာတဲ့နေ့လေးပေါ့နည်းနည်းများနေပြီနော်နည်းနည်းများနေဘာလို့လဲကိုစီသူဘာကိုစီသူလဲခေါ်နေကြတိုင်းခေါ်လीဟာကိုရိုက်ကူးရေးလုပ်နေတာလေရိုက်ကူးရေးလုပ်နေချိန်မှာသူများကြီးကြည့်နေချိန်မှာကိုစီလို့ပဲကိုဘလို့ကောင်းမှာဒီ vlog တစ်ခုလုံးမှာတော့ကိုစီလို့ပဲဖေးလာအခုသွားနေတဲ့ကားကြတော့ပုံမှန်စီးနေကြ EV ကားတွေလည်းမဟုတ်ဘူးကိုစီသူအရန်ကြိုက်ပြီးတော့ကိုစီသူအရန်သဘောကျပြီးတော့ဥထားတဲ့ကားလေးတစ်စီးရှိပါဂျေရိုဒူဒရိုလေးနဲ့သွားနေတာပေါ့နော်ပါဂျေရိုဒူဒရိုဘယ်လောက်ကြိုက်လဲဆိုရင်ဒီကားစီးပြီဆိုတာနဲ့သူက fashion တွေကစလုံးဝပြောင်းသွားတာလုံးဝမျက်မှန်တွေပါကောက်တက်ဒါဒီနေ့ကျတော့ဒါဒီတိုင်းသူတိတ်ပြီးတော့ဗောနော်မရွှိုင်းပြစ်လို့ဒီလိုမျိုး T-shirt ပဲဖြစ်တာတခါကျရင်သူက jacket တွေပါတွေဝတ်ပြီးတော့ဒီလိုနေကမျက်မှန်တော့သူကလုံးဝပါဂျေရိုတူတူပေါ်ရောက်ပြီဆိုတာနဲ့တက်ပြီးသားဖြစ်သွားတယ်သူ့ရဲ့စတိုင်ပေါ့နော်ဟာရှေ့ကကားလေးကလုံးဝအန်တိတ်ပဲအမြန်လန်းကိုရောက်ပြီဆိုတာနဲ့ဒီမှာရှေ့မှာမိုးမဲကမြင်နေရပြီဟာအကိုကြီးမျက်မှန်ပဲရောက်မိုးကကြွားတော့မှာကြွားတယ်မိုးကလည်းကောင်းတာဆိုတာအေးစိမ့်ညာပဲအဲ့ဒါနဲ့ကျမလည်းခဏတစ်ဖြုတ်တော့ငိုက်သွားတယ်ပေါ့နော်အလူတွေခီးသွားရင်အလူတွေအိတ်တာနော်မအဲ့လိုလည်းမအိပ်ဘူးလမ်းကြည့်ပေးနေတာလေဘာလမ်းကြည့်အိတ်ကိုခိုင်ဆောင်နေတယ်ဒီနေရာကတော့ကိုစီသူလာရှာတဲ့off road ပြေးဖို့အတွက်လမ်းပေါ့နော်ကားကြီးကအဲ့လိုမျိုးတိန်းဆောင်သွားရတယ်ဆိုလို့ရှိရင်တအားပဲမလေးအသေးတွေရတယ်ဒါမဲ့လည်းရအောင်တော့လဲစင်းပြီးတော့ဓာတ်ပုံရိုက်လိုက်သေးရပါတော့နော်ကောင်းပဲကြည့်ကိုအရန်လာသွားပြီပါဂျေရိုဒူဒရိုလေးကိုရှုပ်နေဘွက်တွေထဲမှာကလိပြီးတဲ့အချိန်မှာနေသားတိုင်းသာရှိသွားပြီလားကိုစီငယ်တော့မောင်းကျင်သေးတာကားတည်းရဲမို့လို့အခုဖြစ်ပြန်ဆွဲထုတ်မဲ့ကားမပါလို့ပြန်มาလဲမိုးကသဲကြီးမဲကြီးပါပဲကဲမိုးတွေလေတွေကနေကြော်ဖြတ်လာပြီးတော့အခုချိန်မှာတော့ရန်ကုန်ပြန်ရောက်လာပါပြီဒီမှာကိုစီလဲတော်တော်လေးကိုပေါ့နော်မျက်လုံးလေးကိုအတင်းကြည့်ပြီးမျက်လုံးလေးကိုအတင်းကြဲအောင်ချဲ့ပြီးတော့ပေါ့နော်ဒီလိုမျိုးကြဲအောင်ချဲ့ပြီးတော့သူကြည့်ပြီးတော့မောင်းလိုက်ရပါတယ်ဟေး guys
ဒီလိုမျိုးပေါ့နော် content တွေရိုက်မယ်ဆိုတဲ့အခါမှာဆိုလို့ရှိရင်လည်းဒါ content creator တွေ social influencer တွေအစီအစဉ်တင်ဆက်သူတွေဒါအကုန်လုံးอ่ะပေါ့နော်ဒီ content တစ်ခုဖြစ်ဖို့အတွက်ကိုဒါ preparation တွေအများကြီးကြိုလုပ်ရတာပေါ့နော်ဒါမှလည်းဒီ content တစ်ပုဒ်ရဲ့အရေးသွေးကသေချာကောင်းကောင်းမွန်မွန်လေးနဲ့ပေါ့နော်ကြည့်ရှုတဲ့သူတွေစီကိုknowledge အရာပေါ့နော်ဒါသူပေးချင်တဲ့ message ကတိတိကျကျရောက်မှာပေါ့ဟာတာဆိုလဲဟာတာလေးရောက်မှာအများကြီးအားစိုက်ထုတ်ထားရတယ်ကြိုတင်ပြင်ဆင်ရတယ်လည်းအများကြီးပေါ့နော်ဒီနေ့ဆိုလို့ရှိရင်ဆိုမလို့တရက်လုံးအချိန်ပေးလိုက်ရတာပေါ့သွားပြီးတော့location သွားကြည့်တယ်ဒီနေရာမှာဒီကားအမျိုးအစားနဲ့ရိုက်မယ်ဆိုလို့ရှိရင်ဒီလမ်းကျောအဆင်ပြေလားဒီလမ်းရဲ့ဒီလိုလမ်းကျန်းမှာဒီလိုကားတွေမောင်းနေဆိုလို့ရှိရင်ဘလို့ရိုက်ပြမယ်ဆိုတဲ့ဟာကိုကြိုပြီးတော့အများကြီးပြင်ဆင်ရတာပေါ့နော်အဲဆိုအရင်တော့11မှာလို့တော့ဆိုလဲအဲ့လိုပဲဆို game show တွေရိုက်တယ်ပြီးလို့ရှိရင်ဟာတာဗီဒီယိုအတိုလေးတွေရိုက်တယ်ရုပ်သံအစီအစဉ်တွေလည်းအများကြီးပေါ့နော်ကိုယ်တိုင် producer လုပ်ကိုယ်တိုင် presenter လုပ်ပြီးတော့ရိုက်ခဲ့တာပေါ့အဲ့မှာဆိုလို့ရှိရင်လည်းအများကြီးကြိုတင်ပြင်ဆင်ခဲ့ရတာပေါ့နော်โอเคပါဒီနေ့ကတော့လောက်ပါပဲရှင်တတာ